ရန်ကုန်မှာကားမစင်မကျင်မောင်းတတ်တယ်အဲ့လိုမျိုးကိုစိတ်ထင်သလိုမောင်းတတ်တဲ့လူတွေဆိုရင်ဆက်ပြီးအောင်ကြည့်ဆက်ဆုံးအောင်ကြည့်နော်ဘာဖြစ်လို့ဆိုတော့ကိုယ်တိုင်လည်းဖန်ခံခဏဖန်ခံနေရမှာပဲကွာသိလားဒါကိုယ်တိုင်သိဆုံးပဲကွာသိလားပြောပြကဲ၍ဝန်ထမ်းလုပ်တဲ့အချိန်နေကင်းသမင်းထွက်စားရင်အဲ့ဘိုးထောင်ဘက်မှာမြဲ1000 2000ခဏထိဘာဖြစ်လို့ဆိုတော့မစင်မကျင်ရက်တယ်ဗျာဘေးနားတွေမှာမြို့ထဲတွေမှာဆိုလို့ရှိရင်အဲ့လိုရင်တစ်ထက်တွေရက်ထားတယ်ခါကျရင်ရက်ပြီး ATM မှာပတ်စံသွားထုတ်တယ်အဲ့မျိုးတွေဒါအခုလွန်ခဲ့တဲ့15မိနစ်လောက်ကတလင်းကိုကားတောင်းလိုက်လို့ရှိရင်ဟိုဘက်ကိုကားငယ်ကိုပြီးတော့ပတ်ထွက်လို့ရတယ်ဗျာကျွန်တော်ခုန3000မိသူတို့ကတော့ပြောမှာပဲဗျာနားထောင်ပဲလေအရင်ဆုံးပေးရမှာဝိတက်ရှင်မောင်းလိုက်စမ်းပြီးမင်း50တလန်ရောလွတ်တာဒါ9မိနစ်လောက်တော့မင်းပြောသေးတယ်ကွာသိလားဒါပေမဲ့တန်ကြီးလေးပဲစောင့်တယ်မင်းဆိုတဲ့အချိန်ပဲအရင်ကြီးပဲပြောလိုက်ပေါ့နော်အပြားဒီခက်နေစရာပဲနော်ဒါဆရာကြီးရောသိကြပါတယ်ဒီဗီဒီယိုကြည့်နေတဲ့လူတွေဆိုရင်အကုန်သိပြီးသားတယ်ပဲဘယ်ဦးနဲ့တွေ့ရင်ဘယ်လိုဖြေရှင်းရမလဲဆိုတာရန်ကုန်မှာပွင့်နေပြောပြစီမံကံပဲမောင်းလို့ကရတယ်ခုနောက်ပိုင်းဒါပေမဲ့ညဘက်ပဲလို့ဒါညဘက်လည်းမမောင်းသေးဘူးလုံးဝမမောင်းသေးဘူးစီမံကံမမောင်းလည်းဖမ်းပါပဲကြိတ်ပါပဲเนาะစောက်ကြီးတိုင်းလို့တဲ့ကောင်လည်းဇလန်ရှိလိမ့်မယ်โอเคပါဒါ share လုပ်တာပါညီကိုတွေ